Hello everyone, today is the very first day of sharing English. So, အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပထမဦးဆုံးဗီဒီယိုအနေနဲ့ဒါက0 to Hero English Hub ကနေမှ sharing season လေးစတင်မှာဖြစ်ပါတယ်ပထမဦးဆုံးဒါ sharing လုပ်သွားမယ့်အကြောင်းအရာလေးကတော့ဒီ how to use some sentence pattern in speaking အခုကျွန်တော်ကတချို့ sentence pattern လို့ခေါ်တဲ့စကားပြောပုံစံလေးတွေပြီးတော့မှဖြစ်တယ်အဲ့ဒါကို speaking မှာဘယ်လိုသုံးမလဲနောက်ချက်ကကြတော့က common idiom usage အသုံးများတဲ့ idiom usage တွေနော်ဒေတိယအသုံးနှုန်းတွေဥပမာဆိုဒေတာကာလဒေတာပေါ်မှာမူတည်ပြီးတော့သူတို့သုံးတဲ့အသုံးနှုန်းလေးတွေပေါ့နော်နောက်ပြီးတော့က IPA လို့ခေါ်တဲ့အရန်ကိုမှ English စာလေ့လာတဲ့လူတစ်ယောက်ကပထမဦးဆုံးစတဲ့ခရီးစဉ်ဖြစ်တဲ့ဒီ International Phonetic Alphabet အဲ့ဒါလေးဘယ်လိုမျိုးလဲဆိုတာလေး sharing တော့မှာဖြစ်ပါတယ်နောက်ပြီးတော့က how to practice reading leads to speaking reading ကို practice လုပ်ရင်းနဲ့ speaking မှာဘယ်လိုမျိုးright ဘယ်လိုမျိုးတရားမှုရှိတယ်လဲဘယ်လိုမျိုးကြိုးရှိမလဲဆိုတာတောက်လျှောက်ဒီ English sharing system program ကနေမှာပြောတော့မှာဖြစ်ပါတယ်ဒီကနေ့ကတော့ပထမဦးဆုံးအနေနဲ့ဒါက pattern ဒီ pattern 3ခု sharing လောက်မှာဖြစ်ပါတယ်နောက်ပြီးတော့ idiom 3ခုပေါ့နော်နောက်ပိုင်းကျန်တဲ့ phonetics တွေနောက်ပြီးတော့ကreading ကနေspeaking ကိုဘယ်လိုမျိုး effects ဖြစ်အောင်ဘယ်လို connect လုပ်မလဲဆိုတာလေးကိုတော့အသေးစိတ်เนาะအပတ်စဉ်သင်ကြားသွားမှာဖြစ်ပါတယ် so the first one got what subject verb is to verb 0 and subject verb ပေါ့နော် and this is not a pattern this is not a place to verb 0 imagine subject verb အဲ့တော့ဒီပုံစံนี้အားလုံးကနေ့စဉ် daily use ဒီမှာဆိုအရင်သုံးရပါတယ်တရားနဲ့ပြောဆိုစံတဲ့အခါမှာအရင်သုံးတယ်နောက်တစ်ခုကနောက်ထပ် common idiom သုံးများမယ့် idiom 3ခုကကျတော့ပထမတစ်ခုက in the middle of something အဲ့ဒါက idiom ဖြစ်ပါတယ်နောက်တစ်ခုwhich means like in progress ပေါ့နော် in progress နဲ့တူတယ်လို့အဓိကပြောချင်တာပြီးရင်အသေးစိတ်ရှင်းပြပါမယ်နောက်တစ်ခုကတော့ in chorus idiom ဖြစ်ပါတယ်နောက်တစ်ခုက take somebody or something seriously idiom ဖြစ်ပါတယ်ဒါဆိုတော့ပြန်ပြောရမယ်ဆိုရင်ဒီနေ့ pattern 3ခုနဲ့ idiom 3ခုသင်ကြားသွားမှာပေါ့နော်သင်ကြားသွားတယ်ဆိုတော့ကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး pattern ဖြစ်တဲ့ what subject verb is to verb 0 or what subject verb is subject verb ပေါ့နော်အဲ့ဒီပုံစံလေးတွေရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့မြန်မာလိုပြောတဲ့အခါမှာဘယ်လိုပြောလို့ရလဲဆိုတော့ဥပမာဆိုဘာလုပ်ချင်လဲဆိုတော့လေနော်ဘာပြောချင်တာလဲဆိုတော့မြန်မြန်လုပ်ဖို့ပါအခုကျွန်တော်လက်ရှိဘာစားချင်လဲဆိုတော့for example like hamburger ဖြစ်ပါတယ် right ဒီမှာစကားပြောတဲ့အခါမှာအများနဲ့ကြားဘူးကြတယ်မလားဘယ်လိုလဲဆိုတော့ဥပမာသိမလားဘာပြောချင်တာလဲဆိုတော့လေသိမလားဟွာလုပ်ဖို့ပါလုပ်ချင်တာလေသိမလားဘာဖြစ်ဖို့ပါညာဖြစ်ဖို့ပါဆိုပြီးတော့အဓိကကိုယ့်ရဲ့main purpose တခုဖော်ပြတဲ့အခါမှာရည်ရွယ်ချက်တခုဖော်ပြတဲ့အခါမှာသူများကိုပြောပြပေါ့ပြောပြတဲ့အခါမှာဒါဒီပုံစံ3လေးရှိတယ်ဒီမှာရှိတဲ့ what ကကျတော့ဘာလဲလို့ဘာမှမပြန်ဘူးလဲဆိုတော့ဘာလဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ what ကဒီမှာ question word အနေနဲ့သုံးထားတာမဟုတ်ဘူးဒီတိုင်းပုံစံတစ်ခုအနေနဲ့ပဲသုံးထားတာဒီမှာကျတော့ what clause ဖြစ်သွားတာပေါ့နော်တော့ example နဲ့ပြောရမယ်ဆိုရင် what I want to say is to keep learning English ပြောချင်တာလေမင်းအင်္ဂလိပ်စာဆက်လက်ပြီးလေ့လာဖို့ပါပြောချင်တာအခု level တစ်ခုတော့ပြီးသွားပြီဒါပေမဲ့မရက်သွားနဲ့ဆက်လက်ပြီးလေ့လာစီချင်တယ်နောက်တစ်ခုပုံစံလေးကကျတော့ what I would like you to know is about you what I like to know is about you so သိချင်တာလေတဲ့မလားသိချင်တဲ့အရာကျတော့မင်းเจ้าပါပဲမင်းလည်းပြောပြပါဦးမင်းပြီးခဲ့တဲ့ခေါက်ပြောတော့somewhere အောင်ထားတယ်ဆိုဘလို့အောင်လဲဘလောက်ရလဲဘလို့စူးစမ်းခဲ့လဲစသဖြင့်ပေါ့နော်သူ့ရဲ့အကြောင်းအရာလေးကိုသိချင်တဲ့အခါမှာပေါ့နေနေတာကပြောတဲ့ပုံစံသုံးတာနောက်တစ်ခု what I want to ask is မေးချင်တာတော့လေဘာနော် what I want to ask is for example like about something ပေါ့တခုခုအကြောင်းနဲ့ပတ်သက်တာဖြစ်တာပါပေါ့နော် what I want to eat is hamburger what I want to drink is blah 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 so အနောက်မှာကြိုက်တာထည့်လို့ရတယ် whatever ပေါ့နော်ဘာပဲဖြစ်ထည့်လို့ရတယ်နောက်တစ်ခုက what I want you to be is မင်းတို့ဖြစ်စေချင်တာလေတလားပေါ့နော်ဥပမာသူများကိုဖြစ်စေချင်တဲ့အရာမျိုးတွေအလုပ်တစ်ခုပေါ့မင်းတို့ဖြစ်စေချင်တာကနော်ဘယ်လိုပြောမလဲဆိုတော့က what I want you to be is to try very hard for your parents မင်းမိဘအတွက်အကျဉ်းစူးစမ်းတဲ့နေတမဟုတ်ရင် what I want you to be is to change your present life
ကိုယ့်ရဲ့လက်ရှိ present life ကိုပြောင်းလဲစေချင်တယ်ဘယ်လိုပြောင်းလဲမလဲဘာညာပေါ့နော်ကိုယ်ကဆက်ပြောပြမယ်အဲ့တော့ဘာပြောချင်တယ်လဲဆိုတော့ဘာစားချင်တယ်လဲဆိုတော့ဘာပြောပြချင်တယ်လဲဆိုတော့ဘာလုပ်ချင်တယ်လဲဆိုတော့ဆိုတဲ့ပုံစံမျိုးဆိုတာက what subject verb is to verb 0တော့မဟုတ်ရင် what subject verb is subject verb ဆိုတာဟာလေးပေါ့နော်အဲဒီပုံစံလေးသုံးပြီးတော့ဒီပုံစံလေးကိုပေါ့ပါနဲ့တယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့အခါမှာသုံးလို့ရတယ်နောက်ထပ်ပုံစံတစ်ခုကတော့ this is not a place to verb 0 this is not a place တဲ့ဘာသာပြန်တော့ဒီတိုင်းပါပဲเนาะအဲ့တော့ဒီနေရာတစ်ခုမဟုတ်ပါဘူးဒါကနေရာတစ်ခုမဟုတ်ပါဘူးကွက်လက်လုပ်ဖို့နေရာတစ်ခုမဟုတ်ဘူးအဲ့တော့ဒါကကွက်လက်လုပ်တဲ့နေရာမဟုတ်ဘူးเนาะသူများပြောပြတဲ့ခါတက်မလားเนาะဥပမာဆိုဒီနေရာမှာကွန်ထရိုးထွေးရမယ့်နေရာမဟုတ်ဘူးဒီနေရာကစူညံပူညံနဲ့လောက်ရမယ့်နေရာမဟုတ်ဘူးပေါ့နော် example this is not a place to smoke ဒါစီလီတောက်ရမယ့်နေရာမဟုတ်ဘူးเนาะနော်စီလီတောက်ချင်တယ်ဆိုရင်တော့တခြားနေရာသွားအခု this is not a place to feed animals ဒါတရိษံအစာကျွေးရမယ့်နေရာမဟုတ်ဘူးเนาะနောက်တစ်ခု this is not a place to throw the rubbish အမိုက်ပြရမယ့်နေရာမဟုတ်ဘူးเนาะအမိုက်ကိုအမိုက်ပုံးထဲမှာထည့်မယ် right okay good အမိုက်ပုံးကိုဘယ်လိုခေါ်လဲဆိုတော့ yes trash bin or you can say like dustbin whatever เนาะအဲ့ဒါပြောလို့ရတယ် okay နောက်တစ်ခုက this is not a place to play ဒါကစားဖို့နေရာစော့တဲ့နေရာမဟုတ်ဘူးเนาะဒီနေရာကဆောက်လုပ်ရေးနေရာဖြစ်တယ် construction site ဖြစ်တဲ့အခါကျတော့လာဆောက်လို့မရဘူးဘာညာဆိုပြောတဲ့အခါမှာဒါနေရာမဟုတ်เนาะဒါကောတစ်ခုလုပ်နေရာမဟုတ်ဘူးเนาะဆိုပြောတဲ့အခါမှာဒါကတော့စဉ်းစားလိုက်တော့ပုံမှန်ပဲလို့ထင်ပေမဲ့လည်းပဲတော်အတုံးများတဲ့ပုံစံတစ်ခုမှပါတယ်ဥပမာဆိုဒီနေရာကဒါအိပ်ရမယ့်နေရာမဟုတ်ဘူးလေဒါဟာလားစာရီလောက်ရမယ့်နေရာစာသင်ခန်းဖြစ်တယ် this is not a place to sleep this is a classroom ဟုတ်ပြီနော်အဲ့လိုလေးပြောချင်တဲ့အခါမှာသုံးလို့ရတာပေါ့နောက်တစ်ခုက imagine subject verb ပေါ့နော် imagine subject verb ကimagine ရဲ့အဓိပ္ပာယ်သိပြီးသားပါတွေးကြည့်တယ်စစ်ကူးယဉ်ကြည့်တယ်ဒီမှာကျတော့သူက imperative ပုံစံမျိုးနဲ့ imperative နဲ့စတာဖြစ်တဲ့အခါကျတော့ဘာဆိုတော့သူများနည်းနည်းလေးခိုင်းတဲ့ပုံစံမျိုးမှာသုံးတာပေါ့နော်တွေးကြည့်အောင်လေတွေးကြည့်ကြစို့ဆိုတော့ပေါ့ပါလာပြန်တဲ့အခါကျရင်လို့တွေးကြည့်လို့ဆိုပါစို့နော်ဆိုပါစို့ပေါ့ for example ကြည့်မယ် imagine Sui is speaker then you have to be the listener in this dialogue ပြောတဲ့အခါမှာအနည်းဆုံးက A နဲ့ B person ဆိုပြီးတော့2ယောက်ရှိရမယ်ပြောသူနဲ့နားထောင်သူဆိုတော့Sue က speaker ဆိုတော့အဲ့ဆိုမင်းက listener ဖြစ်ရမယ်အဲ့လိုမျိုး example ပြောပြတာပေါ့နော်imagine you are နော်နောက်တစ်ခုဆက်တော့ကြည့်မယ် imagine you are a billionaire ကြေးရွေးများမင်းက billionaire နော်နော် billionaire တတိဖြစ်သွားမယ်ဆိုရင်ဖြစ်မယ်ဆိုအောင်ဖြစ်မယ်လို့တွေးကြည့်လိုက်အောင် how would you feel မင်းဘယ်လိုတော့ခံစားရမလဲဘယ်လိုခံစားရမလဲပေါ့နော်နောက်တစ်ခု have you ever imagined about being an actor imagined ဒီမှာကျတော့ present perfect tense နဲ့သုံးထားတာဖြစ်တာပေါ့နော်အဲ့တော့ဥပမာဆိုတခါတလေမှာဒီဘက်ကဒီ artist ပိုင်းနေနဲ့ပတ်သက်ပြီးတော့เนาะစိတ်ဝင်စားတဲ့လူတွေရှိတယ်ဆိုတော့စိတ်ဝင်စားတဲ့အခါမှာတင်မလားမဲတရုပ်ဆောင်မင်းသားတွေတရုပ်ဆောင်မင်းသမီးတွေအဲ့လို characters တွေစသဖြင့်အဲ့လိုမျိုးတရေရောက်ကိုဖြစ်ဖို့စစ်ကူးရင်ကြည့်ဘူးလားရင်အကယ်၍ဖြစ်သွားရင်ဘယ်လိုမျိုးဖြစ်မလဲပေါ့အဲ့လိုတွေးကြည့်ရင်အဲ့တော့ကိုဖြစ်တဲ့ပုံစံမျိုးတွေးခိုင်းတဲ့အခါမှာ imagine ဆိုတဲ့ပုံစံသုံးတာပေါ့နော်နောက်တစ်ခု I've never imagined that writing is such a difficult skill writing ကဒီလောက်ထိခက်တဲ့ skill ဖြစ်မှန်းတခါမှမတွေးမိဘူးပဲအခုရေးမိတော့မှတကယ်သင်တန်းတက်လို့တက်မလားသင်တန်းဆရာတွေတခုတယောက်ရေးခိုင်းလိုက်တော့အခါကျမှခက်တာကိုကိုယ်တိုင်ကြုံတွေ့ရတာပေါ့အဲကြောင့်မလို့ imagine subject verb ရဲ့အဓိပ္ပာယ်ကလို့တွေးကြည့်လို့ဆိုပါစို့ဆိုတဲ့ပုံစံမျိုးမှာသုံးပါတယ်နော် okay ဒါဆိုရင်တော့ pattern 3 ခု